ကားရှိကန်ထဲမှာတပန်းဖွင့်ဆင်းလာတော့ဩဇာကတော့အိမ်ကန်ထဲမှာရှိနေသည့်ဦးနေသူရိန်ကိုအရင်ဆုံးကြည့်ပြီးပြောပြလိုက်ပါတယ်။ပြီးတော့ဘေးမှာရှိသည့်နရဏီကိုအသာကိုကြည့်ရင်ပြောပြပေမဲ့သူ့ပြောကတော့တိတ်တော့မပြီးပြင်းလာပါ။တခါတည်းခင်းမိမှာဆိုတော့မှာထားတဲ့ကော်တော်တွေကအများကြီးပြ။ကိုဩဇာအေးစလေးထိုင်ပါအောင်။ဩဇာသည်ဘာပစ္စည်းမှမရှိသေးပဲရှင်းလင်းနေတော့အိမ်သိကိုဝှေ့ကြည့်မိပါသည်။ကော်တော်တွေခင်းမိမှာပဲပစ္စည်းတွေထပ်ထည့်မှာလူကတခါတည်းပြောင်းမှာမလို့ရှင်းနေရလေအိမ်ကပရိဘောဂတွေကတော့ဘိုင်းဖနီချာပဲတုံးမလားကိုနှစ်သက်တဲ့ပရိဘောဂပဲတုံးမလားဆိုတာကတော့ဒီစသည်တိုက်ပြမှထင်တယ်နော်ညီမလေးနရနီကိုကြီးနရနီဒီအမအကိုကြီးစကားကိုဒီတက်ပို့ပြီးမပြောစီခြင်းဖြင့်ဟန်တလို့တားလိုက်မိပြီးဩဇာကိုလည်းဖြတ်ခနဲ့ကိုကြည့်လိုက်လျင်ဩဇာသည်ဆိုဝေဆိုဝါဖြင့်ဦးနေသူတွေကိုကြည့်လိုက်နရနီကိုပြန်ကြည့်လိုက်ဖြင့်ခေါင်းထဲမှာရှုပ်ထွေးသွားပါသည်ဦးနေသူတွေကပဲကိုးစားနေညီမလေးတခုခုတော့ပြောရရှိမှာပဲလीနော်ဒီတော့အေးအေးပြောကြပါကျွန်တော်ကောလောခင်းရတယ်လိုက်ကြည့်လိုက်ပါဦးမယ်ဟုတ်ခပ်ပြုံးပြုံးပြင်ပြောလိုက်ပြီးလိမ့်ရင်အခန်းဆောင်ဖွင့်ထားသောအချမ်းကိုဝင်ရောက်ပြတ်ခွေသွားခဲ့ပါသည်နရဏီသည်အကိုဖြစ်သူကြီးလောက်ရက်ကိုနားမလည်နိုင်ပဲကြည်ရင်ကြံခဲ့သည်ဩဇာလည်းနေသူရင်ပါရပြောလို့ပြောမှမသိအတိတ်ပဲဖော်မရပဲရှင်းနေခဲ့ပါတယ်သူတို့ကြားမှာဘာစကားမှမပြောဖြစ်ပဲအချိန်ကြာကြီးတိတ်ဆိတ်နေခဲ့ပါတယ်။နောက်ဆုံးတော့ဩဇာကပဲစပြီးပြောလိုက်ပါတယ်။နရဏီလက်ထပ်တော်မဆိုရှင်ဦးနေသူရင်ပြောပါတယ်။ဘာတွေပြောနေတာလဲ။ဘသူ့ကိုလက်ထပ်ရမှာမို့လို့လဲ။ဘသူနဲ့လက်ထပ်မှာမို့လို့ပြောလဲ။မပြောပါဘူး။အဲ့ဒါတော့မပြောပါဘူး။ညီမလေးကိုအိမ်ခွဲပေးလိုက်ပြီးသူလည်းလက်ထပ်တော်မယ်တဲ့။အဲ့တော့ကိုကထင်တာပေါ့သူတဘောတူတဲ့သူနဲ့ပဲအသက်ပြိမယ်လို့ထင်ခဲ့တာအဲ့ဒါတကယ်မဟုတ်ဘူးလားမဟုတ်ပါဘူးဒီဘယ်သူကမှလက်မထက်ရပါဘူးကိုကြီးကဒီကိုလူတစ်ယောက်နဲ့လက်ထပ်ဖို့တော့ခဏခဏပြောပါတယ်ဒီကတော့အဲ့ဒီသူဘက်ကသဘောထားကိုတိတိကျကျမသိနိုင်တော့တာပေါ့လက်မထက်ချင်ပါဘူးသူမိကိုချစ်တယ်မချစ်ဘူးဆိုတာကိုလည်းသိရပဲနဲ့လက်မထက်ဘူးလို့ပြောထားပါတယ်အဲ့ဒီလူကဘယ်သူလဲနရဏီမဖြေပါဩဇာကမဝင်မရဲအကဲခံရင်ကြည်သွားပါတယ်ဒီမှာခတိုးတိုးလေးဖြစ်ကိုဩဇာမြင်နေမဟုတ်လားကိုကြီးစိတ်ကမျိုးစုံပြောင်းလဲပြီးဖြစ်နေရင်စိတ်မကုခင်ကစိတ်ကတစ်မျိုးအခုစိတ်ကုပြီးပြောင်းသွားတဲ့အခါစိတ်ကတစ်မျိုးလေးအခုသူကစိတ်ကုပြီးပြောင်းလဲသွားတဲ့စိတ်ကကြတော့လေသူကအားလုံးပေါ်အကောင်းဆုံးဖြစ်အောင်လိုက်လုပ်ပေးနေဒါစကောင်းပြနေပြန်ပြီသူကိုယ်တိုင်လေးတစ်ခုတည်တယ်သူယောဂဟာပြမဖြစ်ဘူးလို့လည်းယူဆနိုင်တယ်ပြဖြစ်ချင်လည်းဖြစ်နိုင်တယ်ဆိုတာသူသိပါတယ်တကယ်တော့အခုရှိနေတဲ့စိတ်ဟာမိသူလေးရဲ့စိတ်ရဲ့မှန်ပါသူကအဲ့ဒီစိတ်ယောဂမဖြစ်ခင်ကတိတ်အေးစေးပြီးအားလုံးကိုအလျှော့ပေးတဲ့ခွင့်လွှတ်တတ်တဲ့စိတ်ဘောရတိတ်ကောင်းတဲ့သူတစ်ယောက်ပါစိတ်ယောဂဝင်သွားတဲ့အချိန်တုန်းကဆိုအဆိုးဆုံးနေဖြစ်အောင်စိတ်ကပြောင်းလဲသွားတယ်အခုတော့သူ့စိတ်အမှန်ပြန်ဖြစ်သွားပြီမဲ့လေဒီမှာတော့သူ့ကိုယ်အတွက်အစိတ်တစ်စိတ်တည်းနဲ့ဖြစ်နေရတော့မှာပဲသူနိကိုတနာပြီးဒီအတွက်အကုန်လိုက်လုပ်ပြီးတဲ့အထဲမှာဒီကိုချစ်တဲ့သူနဲ့ပြန်ဆောင်ပေးဖို့လည်းပါနေတယ်လေနေချစ်တဲ့သူကဘယ်သူလဲလို့မမေးပါနဲ့ကိုဩဇာသိမယ်ထင်ပါတယ်ဩဇာဒီရှင်ထဲမှာမတေမကျဖြစ်နေတာပြီးအခုမှပဲရှင်းသလိုဖြစ်သွားခဲ့ပါတယ်ဒီကိုဦးနေသူတွေကတက်ချက်ခိုင်းတဲ့သူတယောက်ကအခုနေရှိမှထိုင်နေတဲ့လူဆိုရင်အဲ့ဒီလူကလည်းပြောစရာရှိပါတယ်အဲ့ဒီလူကဒီကိုအခုတိချစ်နေသေးရဲ့သိလားမျောနေနေသေးတယ်စောင့်နေခဲ့သေးရဲ့နီးခုကြည်နူးစွာပြောလိုက်မိတော့အခါနရဏီသည်နီးကိုဩဇာစိတ်နာသွားပြီးထင်ခဲ့တာခု၍စိုးရိမ်သောအတန်ဖြင့်တုံ့ပြန်လေသည်စိတ်မနာပါဘူးဒီကကိုကနီးစိတ်ချမ်းသာမယ်ထင်လို့အဝေးကြီးမှနေခဲ့တာပါဒီလိုချက်ကသိစမ်းကြရပဲနော်မယုံနိုင်စရာတွေဖြစ်ချင်လည်းဖြစ်လာတတ်တယ်မျောလင့်ခဲ့မှုတဲ့အိမ်မက်တစ်ခုကိုလည်းပိုင်ဆိုင်ရတော့မယ်သိကြောင်းလေးများတဲ့ဒီလိုနှစ်ယောက်ရဲ့အဖြစ်ကိုဒီလိုစသိမ်းမျိုးနဲ့ပဲပြီးလိုက်ချင်ပါတယ်နောက်ထပ်အပြောင်းလဲတွေနဲ့လည်းဒီရင်ဆိုင်နိုင်ပါမလားစိုးရိမ်နေတယ်ကိုဩဇာနရဏီဒီစိုးရိမ်စွာအခုလက်ရှိပိုင်နိုင်ဝင်ရလိုက်တော့အပြောင်းလဲတစ်ခုကိုတော့တမ်းမှန်လက်ခံစွာရေရွတ်လိုက်ပါသည်ဘလို့ဘာတွေဘလို့ပဲပြောင်းနေပါမင်းကြီးရဲ့နှလုံးသားတွေကစစ်မှန်နေတဲ့အချက်ကိုတော့မပြောင်းလဲနိုင်ပါဘူးလို့ကိုယုံကြည်ထားတယ်ကိုတို့ရဲ့ရေခုန်တန်းတွေထပ်တူကြနေအောင်မယ်ဆိုရင်ကိုတို့ရဲ့အချက်ကလည်းမပြောင်းလဲပဲခိုင်မြဲနေအောင်ပါချ
ချစ်သူနှူးရဲ့ကဘာသည်အခုမှပဲအယောင်သွေးဆုံးနေသောပကြီးကားတစ်ချက်အမှာပြည်စုံသွားသည်မှလည်းသူတို့ရဲ့ချစ်ချင်းနေကြောင်းပဲဖြစ်ပါလိမ့်မယ်အချစ်နဲ့အရာရာတိုင်းကိုပြင်ဆိုင်နိုင်မယ်လို့သူတို့နှစ်ဦးရဲ့ရှင်ထဲမှာခိုင်မြဲစွာယုံကြည်ထားလိုက်ကြပါတယ်